တဲယူစရာတော်ကြီးဟောကြားထားသောမဟာသရိပဋ္ဌာနာသုတ်ဓမ္မထုံနှုတ်ဖော်ပြထားတာဖြစ်ပါတယ်။နာယူတော်မူကြပါခင်ဗျာ။တခါလို့တောထဲသွားသားရတိရစ္ဆာန်တွေနဲ့ထိတ်တိုက်တွေ့တယ်ပေါ့။ထိတ်တိုက်တွေ့လဲမင်းတို့စားခြင်းလဲစားပေါ့၊ကြိုက်ခြင်းလဲကြိုက်ပေါ့။သူတို့ကိုမေတ္တာပို့ပြီးတော့မိမိတို့စိတ်ကိုငြိမ်းအေးစွာထားပြီးတော့သွားရင်ဒီတတ္တဝါတွေကတည်တယ်။နားလည်ပြီနော်။သူတို့ကိုရံမမှုဘူးသူတို့ရဲ့ဒါမိတ်ဆွေတပွဲဖြစ်တယ်ဆိုတာသိတယ်နော်ဟုတ်လားယောဂီတို့ထဲမှာဦးဇင်းတို့ဆင်ရိုင်းတွေပါđiလာတယ်ပေါ့ဆင်ရိုင်း9កောင်6កောင်3កောင်အဲ့လိုအုပ်စုလိုက်လာတယ်ဒီဆင်ရိုင်းကြီးတွေကဦးဇင်းတို့တရားကျင့်တဲ့အခါဒီကြောင်းလေးတွေနဲ့ရောက်ရင်သူတို့ကနှာမောင်းလေးတွေနဲ့အထဲမှာရှိတဲ့ပုံကိုယ်တွေကိုအနတ်ခံကြည့်တယ်နတ်ခံကြည့်တော့ဒီအထဲမှာနေတဲ့ပုံကိုယ်ကသူ့ကိုအန္တရာယ်ပြုမဲ့ပုံကိုယ်လားသူတို့ကိုအန္တရာယ်မပြုမဲ့ပုံကိုယ်လားဆိုတာသူတို့ကသိတယ်နားလည်ပြီနော်ယောဂီတို့အဲ့လိုသိတဲ့အခါသူတို့ကဒီလိုသင်္ကန်းလှမ်းထားတာလေးတွေတွေ့ရင်အဝေးရကွဲသွားတယ်ဒီသင်္ကန်းတန်းတွေပါလေအောက်တိုးမသွားဘူးဒီစင်တွေကနားလည်တယ်နော်ဟုတ်လားတဆင်ပြီးတဆင်ရလာတယ်နားလည်ပြီနော်ရလာတော့မိမိတို့ခန္ဓာကိုယ်မှာငါဆိုတဲ့အတ္တဝိညာဉ်ကောင်လက်ပြကောင်ပယ်စွန့်နိုင်တယ်နားလည်ပြီနော်အမျိုးသားအမျိုးသမီးဆိုတဲ့တတ္တတင်ညာခွာနိုင်တယ်အဲ့ဒါတွေခွာထားပြီးတော့ဒီယုံနာနှစ်ပါးကိုအမြဲတမ်းအာယုံပြုတ်ပြီးတော့တွားနေရင်ယောဂီတို့စိတ်တွေကဝေတာရိသပတ်တော်ပဲဒီလိုမလားယောဂီတို့ရဲနဲ့စိတ်ဖြစ်လာတယ်ကြောင်းရုံနဲ့ထိတ်လန့်တဲ့စိတ်မဖြစ်တော့ဘူးယောဂီတို့နားလည်ပြီနော်အဲ့တော့မုတ်ဆိုးတွေဘာတွေတွေ့ရင်ကတော့သူတို့ကအနံ့ရှူလိုက်တာနဲ့သိတယ်ဒါမုတ်ဆိုးငါတို့ကိုအန္တရာယ်ပေးမဲ့ပုဂ္ဂိုလ်ပဲဆိုတာသိတော့အဲ့ဒီမုတ်ဆိုးတဲတွေဆိုရင်အကုန်လုံးဖြစ်စည်းထားခဲ့တယ်နင်းချထားခဲ့တယ်ဟိုဓာတ်ဦးတွေဘာတွေဆိုရင်အကုန်လုံးတစ်လုံးနင်းပြီးတော့ပြားချနေအောင်ထပ်ထားခဲ့တာဆိုတော့အဲ့လိုဆင်းနေရတယ်ညီးနေအောင်ထပ်တာအဲ့ဒါတော်တဲ့ဆင်းနေတော့ဟုတ်လားအဲ့တော့ယောဂီတို့ကဒီယုတ်ပရမတ္ထနံပရမတ္ထကိုအာယုံပြုတ်ပြီးတော့အမြဲတမ်းရှုမှတ်ပြီးတော့သွားမယ်ဆိုရင်မိမိတို့စိတ်ကရဲနဲ့စိတ်ဖြစ်သွားတယ်နော်ဟုတ်လားသဘောပေါက်လားမသိဘူးတခါကြီးနားလည်ပြီနော်ဝေတာရိသပတ်တော့ရဲတဲ့ပုဂ္ဂိုလ်အဖြစ်သို့ရောက်သွားတယ်နောက်တပိတ်ယောဂီတို့ဆောင်းကံကြွတဲ့အခါတန်ဃာတော်တွေတပိတ်ဆောင်းနေပေါ့တပိတ်ဆောင်းတော့တပိတ်ကိုဆောင်းလို့တဲ့စိတ်ကလေးရှေးဥစွာဖြစ်တယ်ဒါလည်းမဟုတ်လားဆောင်းလို့တဲ့စိတ်ကလေးရှေးဥစွာဖြစ်တော့ဒီလက်ကလေးကစေတသာဝါယောတစေတသာဝါယောယုတ်ဝိညာဉ်ယုတ်ကြောင့်တပိတ်ရှိတဲ့နေရာဆန်တန်းသွားတယ်ဆန်တန်းသွားပြီးတော့ဒီတပိတ်ကလေးကိုယူပြီးတော့တပိတ်လွယ်ပါရင်တပိတ်လွယ်လေးနဲ့ပေါ့ပခုံးလွယ်ပြီးတော့တပိတ်လွယ်မပါရင်လည်းလက်နှစ်ဖက်နဲ့ပွေ့ပြီးတော့ဒါတပိတ်ကိုဆောင်းရတယ်ဒါလို့မလားယောဂီတွေအဲ့တော့တပိတ်ကိုဆောင်းတဲ့ယဟန်တပိတ်ကိုဆောင်းတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတဲ့ဒီယုံနာနှစ်ပါးပဲရှိတယ်ဒါလို့မလားယောဂီတို့ဆောင်းနေတဲ့စိတ်ကလေးကနန္တရားဆောင်းတဲ့ပုံပန်းတဏ္ဍာလေးကယုတ်တရားနားလည်ပြီနော်ဦးဇင်းတို့ဒီဟိုကျွန်းမှာဒုဋ္ဌဂามဏိမင်းဆိုတာကြားဘူးကြလားယောဂီမဆယ်တော်တွေတရားဟောတာခင်ဗျားတို့ဒုဋ္ဌဂามဏိမင်းအကြောင်းတွေဟောတဲ့ဆယ်တော်တွေအများကြီးရှိပါလိမ့်မယ်ဟုတ်လားအလွတ်တောင်ရနေရောမယ်တရားတွေရမယ်ဘုန်းကြီးဟောတာဘုန်းကြီးတွေဒီပေါ်မှာအများကြီးကြွပြီးမို့လားယောဂီတို့အဲ့တော့ဒုဋ္ဌဂามဏိမင်းလက်ထက်တုန်းကဒီဟိုတကြောလုံးမှာရှိတဲ့ယဟန်တန်ဃာတွေဘိက္ခုနီမတွေတာမဏေတွေအားလုံးပင့်ဖိတ်ပြီးတော့ဆွမ်းလောင်းလူတယ်တဲ့နားလည်ပြီနော်ယောဂီတို့ဆွမ်းလောင်းလူတော့ဒုဋ္ဌဂามဏိမင်းတရားကအာယုံစွန်းမှာယာကုလောင်းလူတယ်တဲ့ယောဂီတို့ဆံပြုတ်လောင်းလူတာတွေပါတွေ့ဦးတယ်မလားယာကုလောင်းလူတယ်အဲ့တော့ယာကုကပူးနေတော့တာမဏိငယ်လေးကဟိုတုန်းကတော့ဦးဇင်းတို့တန်တပိတ်မြေတပိတ်တွေဖြစ်မယ်နော်ဟုတ်လားအဲ့တော့ဒီယာကုကပူတော့တပိတ်မှာတပိတ်ကြီးမပါဘူးမပါတော့ပူတဲ့တပိတ်ကလေးကိုရင်လေးကအောက်ချလိုက်တခါပြန်ပွေးလိုက်ဒါလိုမလားယောဂီတွေနည်းနည်းလေးအေးတော့တခါပြန်ပွေးလိုက်ပူတော့ပြန်ချလိုက်အဲ့ဒီလိုလုံနေတော့ကိုရင်နဲ့ရွယ်သူသာမဏေတွေအမျိုးသမီးလေးကကြည့်ပြီးတော့တနာတာနဲ့တပိတ်ချီလေးလှူလိုက်တယ်တဲ့အောက်ကခံွယ်လေးတစ်ခုလှူလိုက်တယ်နားလည်ပြီနော်ကိုရင်လက်သိပ်ပူးနေသလားဒီတပိတ်ချီလေးနဲ့အောက်ကခံပြီးတော့တပိတ်ကို
ဆောင်းမလားကိုရင်လို့လူလိုက်တော့ကိုရင်လေးကလည်းအဲ့ဒီတပိတ်ကြီးလေးနဲ့ဆောင်းလိုက်တော့ဆောင်းလို့ရသွားတယ်မပူတော့ဘူးနားလည်ပြီနော်အဲ့တော့ဆွမ်းကြွေးပဲပြီးတော့ဒီသာမဏေကြီးအမျိုးသမီးလေးကလည်းသူ့เจ้าသူပြန်သွားတယ်သာမဏေအမျိုးသားလေးကလည်းသူ့เจ้าသူပြန်သွားတယ်တခါမှမတွေ့တော့ဘူးမတွေ့ပေမဲ့ဒီတပိတ်ဆောင်းတဲ့အခါမှာပူပူလောင်လောင်ဆောင်းနေတဲ့သာမဏေလေးကိုဒီသာမဏေကြီးအမျိုးသမီးလေးကသနာတဲ့စိတ်ကလေးဖြစ်တယ်ကရုဏာစိတ်ဖြစ်တယ်ဒါလို့မလားရုပ်တွေကရုဏာစိတ်ဖြစ်တယ်သူ့မှာပါလာတဲ့တပိတ်ချီလေးကိုလှူလို့တဲ့စိတ်ကလေးဖြစ်လာတယ်အဲ့ဒါလေးကတက်တက်လုံးမေ့မရဖြောက်မရဖြစ်နေတယ်ဆွဲလန်းနေတယ်ဒါလို့မလားရုပ်တွေနောက်ဟိုသာမဏေလေးကလည်းဒီသူနဲ့ရွယ်သူသာမဏေကြီးအမျိုးသမီးလေးပေးလိုက်တဲ့တပိတ်ချီလေးကိုနှစ်သက်တဲ့သဘောဆွဲလန်းတဲ့သဘောဖြစ်တယ်ဒါလို့မလားရုပ်တွေနားလည်ပြီနော်အဲ့တပိတ်ကြီးလေးကိုသူကတန်တလုံးသိမ့်ထားတယ်တဲ့လွတ်မပြစ်ဘူးတဲ့နားလည်ပြီနော်သွားလေရအဲ့ဒီတပိတ်ကြီးလေးကိုဆောင်းပြီးတော့သွားတယ်နားလည်ပြီနော်တပိတ်ကြီးလေးကိုဆောင်းသွားတယ်အော်ဒါတမ်းနေဒီအမျိုးသမီးလေးပြီးတယ်တပိတ်ကြီးလေးပဲဆိုပြီးတော့ဆောင်းသွားတယ်ဆောင်းရင်နဲ့အသက်80ရောက်သွားပြီတဲ့မထေကြီးကဘယ်ရွယ်ရောက်သွားလဲအသက်80ရောက်သွားပြီနားလည်ပြီနော်အဲ့တော့ဒီအစောဆုံးကသာမဏေကြီးအမျိုးသမီးလေးကလည်းအသက်80အရွယ်ရောက်သွားပြီအသက်80ဆိုတော့ဝါတော့ဘယ်လောက်ရလဲ60ဝါတော့60နော်အသက်20ပြည့်မှရဟန်းခံရတော့20နဲ့ပေါင်းလိုက်ရင်80ဖြစ်သွားတယ်နော်အဲ့တော့ဝါတော့60ရနေကြပြီတက်တော့80တီဟိုကျွန်းမှာဒီကြီးကလာမင်းတွေကအုတ်ချုပ်တော့ဒုဗိကန္တရကဆိုင်လာတယ်အစာငတ်မို့ခေါင်းပါတဲ့ဘီကျုံလာတယ်အစာငတ်မို့ခေါင်းပါတဲ့ဘေးကျုံလာတော့တချို့ပုဂ္ဂိုလ်တွေကလူတွေအချင်းချင်းတယောက်နဲ့တယောက်တတ်စားရတဲ့အဆင့်ရောက်သွားတယ်နော်ဟုတ်လားအဲ့လိုဖြစ်တော့လူတွေကထွက်ပြေးကြတယ်ဒီပင်လယ်ကိုဖြတ်ကူပြီးတော့တခုတွေကျွန်းကိုဖြတ်ပြီးတော့ကူပြီးတခုတွေကျွန်းကိုသွားကြတယ်သွားတော့တတုံမိတတုံတတုံဝိတတုံဒီဟိုကျွန်းကလူတွေတီဟိုကျွန်းမှာရှိတဲ့ဘိက္ခုနီတွေတာမဏေတွေတာမဏေယဟန်တွေခုသွားတော့နောက်ရောက်လာတဲ့တာမဏေတွေယဟန်တွေကိုအရင်ရောက်နေတဲ့ယဟန်တွေဘိက္ခုနီမတွေကတီဟိုကျွန်းရဲ့အကြောင်းကိုမေးကြတယ်ဘယ်လိုလဲတိုင်းပြည်ခြေနေအေးချမ်းပြီလားတိုင်းပြည်သားရဝါပြောပြီလားမေးတော့ရောက်လာတဲ့ယဟန်တွေတာမဏေတွေကလည်းအဖြစ်မှန်နဲ့ပြောကြတယ်လူတွေတယောက်နဲ့တယောက်သတ်စားတဲ့အဆင့်ဒီဖြစ်နေကြတယ်ပေါ့နားလည်ပြီနော်အဲ့လိုပြောရင်နေစောစောကတပိတ်ကြီးလှူတဲ့ဘိက္ခုနီမကြီးနဲ့ဒီတပိတ်ကြီးကိုခံတဲ့ယဟန်ကြီးနှစ်ပါးသွားတွေ့တယ်နားလည်ပြီနော်သွားတွေ့တော့ရှင်ဘုရားတပည့်တော်ငယ်ငယ်တုန်းကမှတ်မှတ်ရဒုဋ္ဌကာမဏီမင်းဆွမ်းကြွေးတော့ကိုရင်လေးတပါးဘုရားတပိတ်လေးကိုပူလို့ရာခုတွေလောင်းလိုက်တာပူလို့အောက်ချလိုက်ပြန်ပွေးလိုက်အောက်ချလိုက်ပြန်ပွေးလိုက်တနာကလည်းတပည့်တော်တပိတ်ချီလေးလှူလိုက်တာအခုတည်းမျက်စိတွေကမထွက်ဘူးဗျာလို့ရှောက်တယ်နားလည်ပြီနော်ဘုရားတော်ကြီးကလည်းအဲ့လိုပြောတော့သူဆောင်းလာတဲ့တပိတ်ချီလေးကိုသူထုတ်ပြလိုက်တယ်ဟောကြည်အောင်ဆိုပြီးတော့နားလည်နော်ယောဂီတို့အဲ့ဒီဆောင်းထားတဲ့တပိတ်ချီလေးကိုအသက်80တိုင်အောင်သိမ့်ထားတယ်ဒါလို့မလားယောဂီတို့တခါကြီးတို့အဲ့လိုသိမ့်ထားတာဒီပိုင်းရှိကြသေးလားမရှိဘူးလားဒီတပိတ်ကြီးလေးကိုရတဲ့နေ့ကစပြီးတော့တစ်ချိန်လုံးသွားတဲ့နေရာယူသွားတယ်ရောက်တဲ့နေရာဒီတပိတ်ကြီးကိုဆောင်းသွားတဲ့အကြောင်းပြောတော့ဒီဘေကုဏီမကြီးနဲ့ဒီယဟန်ကြီးကအသက်80ပြည့်မှတန်းတဲ့စိတ်တွေဖြစ်လာကြတယ်တဲ့ဟုတ်လားယောဂီတို့တန်းတဲ့စိတ်တွေဖြစ်ပြီးတော့အသက်80ရောက်မှလူထွက်ပြီးတော့အိမ်တော်ပြုကြတယ်တဲ့ကဲခင်ဗျားတို့ကဲတွေ့ကြည့်ဦးကဲတခါကြီးအသက်80ပြည့်ပြီလားမပြည့်သေးပါဘူးခင်ဗျားတို့ဟုတ်လားလူအိုပေမဲ့ကိလေသာကမအိုသေးဘူးတဲ့ဒီလိုမလားယောဂီတို့နားလည်ပြီနော်သဘောပေါက်လားမသိဘူးအဲ့တော့ဒီတပိတ်ချီကိုဆောင်းတဲ့အခါဉာဏ်ပညာဖြင့်မဆောင်တဲ့အတွက်ကြောင့်ဒီဘေကုဏီမနဲ့ဒီယဟန်ကြီးကဒုက္ခရောက်တယ်ဒီလိုမလားယောဂီတို့အသက်80ပြည့်မှလူထွက်ပြီးတော့မင်္ဂလာဆောင်တဲ့အိမ်တော်ပြုတယ်ဒီလိုမလားယောဂီတွေဟိုနောက်ကတခါကြီးတွေအသက်80ပြည့်ပြီလားပြည့်သေးဘူးနော်ခင်ဗျားတို့ဆောင်းထားတဲ့တပိတ်ရှိတွေပါရှိသေးလားအဲ့တော့တပိတ်ကိုဆောင်းတဲ့ကမှလည်း
ဉာဏ်ပညာဖြင့်ဆင်ញင်ပြီးတော့ဆောင်ရမယ်နော်ဟုတ်လားအခုယောဂီသူတော်စင်များရောက်တော့မိမိတို့နေ့စဉ်အသုံးအဆောင်လေးတွေဆောင်တဲ့အခါမှာဉာဏ်ပညာဖြင့်ဆင်ញင်ပြီးတော့ဆောင်ရမယ်ပေါ့ဒါလို့မဟုတ်လားမိမိတို့အိမ်မှာနေတိုင်းအသုံးအဆောင်ပစ္စည်းလေးတွေရှိမယ်နော်ဟုတ်လားသွန်းတို့ပကံတို့အိုးတို့ဒါလို့မဟုတ်လားယောဂီတို့မိမိတို့အသုံးဆောင်ပစ္စည်းလေးတွေဆောင်တိုင်းဉာဏ်ပညာဖြင့်ဆင်ញင်ပြီးတော့ဆောင်ရမယ်နော်ဟုတ်လားနောက်သင်္ကန်းပေါ့သင်္ကန်းကသင်္မိုင်ဧကစီခါမဝဋ္ဌတာကသင်္မိုင်အန္တရဝါတကသင်္မိုင်လို့ခေါ်တယ်နော်ဟုတ်လားအပေါ်မှာယုံထားတာကဧကစီအန္တဥဒ္ဒရသင်္ကန်းအပေါ်ယုံဧကစီလို့ခေါ်တယ်အဲ့တော့ဒီအပေါ်ယုံဧကစီသင်္မိုင်ဆောင်းတဲ့ခါမှာလေဉာဏ်ပညာဖြင့်ဆင်ញင်ပြီးတော့ဆောင်းရမယ်ဒါလို့မလားရောက်ကြလို့အဲ့တော့ဆောင်းဉာဏ်နဲ့စိတ်ကလေးကနန္တရားဆောင်းတဲ့ပုံပန်းတဏ္ဍာကယုတ်တရားအဲ့တော့ယုံနာနှစ်ပါးပဲရှိတယ်အမျိုးသားဆောင်းတာအမျိုးသမီးဆောင်းတာငါဆောင်းတာမရှိဘူးပေါ့ဒါလို့မလားအဲ့တော့အဝတ်ဝတ်ခြင်းနဲ့သင်္ကန်းဝတ်ခြင်းနဲ့ယောဂီတို့ကမ္မထအထုတ်ပြီးသားဖြစ်မသွားဘူးလားဖြစ်သွားတယ်နော်မြတ်စွာဘုရားတော့အသေးစိတ်ဘုရားရဲ့သားတော်သမီးတော်တွေမဲ့ညာပုံညာရအောင်သင်ပေးလိုက်တာပဲဒါလို့မလားဒါပေမဲ့အမှုမဲ့မှတ်မဲ့နေကြတယ်ဒီအဝတ်ဆောင်တာတို့အဝတ်ဝတ်တာတို့ဒါလို့မလားမိမိတို့အသုံးအဆောင်အိုးခွဲပကံနေဆောင်တာတို့အမှုမဲ့အမှတ်မဲ့ပဲဒါလို့မလားနားလည်ပြီနော်တခိုင်းတကမိုင်လေးနောက်အတိတေစားသည်ရှိတော်တိတေတောက်သည်ရှိတော်ခါရိတေခဲသည်ရှိတော်တာယိတေလျက်သည်ရှိတော်သမ္ပဇာနာကာရီဉာဏ်ပညာဖြင့်ဆင်ញင်ပြီးတော့စားခြင်းတောက်ခြင်းခဲခြင်းလျက်ခြင်းကိုပြုလုပ်အပ်သည်ဒါလို့မလားယောဂီတို့အဲ့တော့မိမိတို့ယခုခဲဘွယ်ဘောဇင်ကိုစားသုံးတဲ့အခါမှာပထမခဲဘွယ်ဘောဇင်ကိုစားလို့တဲ့စိတ်ကလေးရှင်းဥစွာဖြစ်တယ်ဒါလို့မလားယောဂီတို့စားလို့တဲ့စိတ်ကလေးရှင်းဥစွာဖြစ်တော့စေတသဝါယောဓာတ်စေတသဝါယောယုတ်ကတကောလုံးပြန့်နှံ့သွားတယ်ဝိညာဉ်ယုတ်ကပြန့်နှံ့သွားတယ်ပြန့်နှံ့သွားတော့ယောဂီတို့ဒီခဲဘွယ်ဘောဇင်ရှိတဲ့နေရာလေးကိုလက်ကလေးကဆန်တန်းလိုက်တယ်ဒါလို့မလားယောဂီတို့ဆန်တန်းပြီးတော့ဒီလက်ကလေးကခဲဘွယ်ဘောဇင်တို့ကိုယူပြီးတော့မိမိတို့ပါးစပ်နှုတ်ခမ်းထဲမှာသဲလာတယ်ဟုတ်ကလားယောဂီတို့သဲလာတော့ဒီနှုတ်ခမ်းထဲရောက်တော့ဒီနှုတ်ခမ်းတစ်ခုကဘာဖြစ်သွားလဲပွင့်သွားတယ်ဟသွားတယ်ဒါလို့မလားယောဂီတို့အဲ့တော့ဒီတမင်းလုံးလေးကိုဟသွားတဲ့အခါပွင့်သွားခရင်ပွင့်သွားတဲ့အခါပါးစပ်ထဲထည့်လိုက်တယ်ပါးစပ်ထဲထည့်လိုက်တော့အထက်သွားကဇပွေးကိစ္စအောက်သွားကဆောင်းကိစ္စတက်ပြီးတော့ဒီအစာအာဟာရကိုကြိတ်ချီတယ်ဒါလို့မလားယောဂီတို့ယောဂီတို့မြင်ပြီလားမျက်စိတွေကိုညာနဲ့ထင်းထင်းရှားရှားတွေ့ပြီနော်ကြိတ်ချီတော့ယောဂီတို့ဒီအစာကိုကြည်ညက်အောင်ဆိုပြီးတော့ဒီလျှာကရောင်းမကိစ္စတက်ပြီးတော့ဟိုဘက်ကလောက်ပေးလိုက်ဒီဘက်ကလောက်ပေးလိုက်ဒါလို့မလားတွေ့လားယောဂီတို့အဲ့တော့ဒီလျှာရင်းကသူကထထွေးပြစ်ချွဲတွေထွက်လာတယ်ဒီလျှာရင်းကနေပြီးတော့ဒီအစာအာဟာရကိုဝါရင်းနဲ့လျှာရင်းကဘာတွေထွက်လာလဲပြစ်ချွဲထထွေးတွေထွက်လာတယ်လျှာပြားကခတ်ကျဲထထွေးထွက်တယ်နားလည်ပြီနော်ဟုတ်မဟုတ်ခင်ဗျားတို့ဝါပြီးတော့ထွေးထုတ်ကြည့်ပါလားပကံလေးကိုအဲ့လိုပထမမစားခင်တော့ခဲပဲဘောတင်နေတူသေးလားယောဂီတို့မတူတော့ဘူးယောဂီတို့အဲ့ဒီကြည်ညက်အောင်ဝါပြီးတော့ပကံလေးနဲ့ထည့်ပြီးတော့တူလေးနှစ်ချောင်းတက်ပြီးလိုက်မင်းတို့ဒါလေးနည်းနည်းမြည်ကြည့်ပါဦးမြည်ပါမလားယောဂီတို့မြည်ဘူးယောဂီတို့နားလည်ပြီနော်ယောဂီတို့အဲ့တော့ဒီလျှာပြားကထထွေးခတ်ကျဲကျဲထွက်လာတယ်လျှာရင်းကထထွေးပြစ်တွေထွက်လာတယ်အဲ့ဒါလေးနဲ့လုံးပြီးတော့ဒီလေချောင်းကိုမြူချလိုက်တယ်ဟုတ်လားယောဂီတို့တဖြည်းဖြည်းအောက်ရောက်သွားတယ်နော်အောက်ရောက်သွားတော့ဒီအစာသစ်အိမ်ထဲကိုဒီထမင်းတွေဝါထားတဲ့ထမင်းတွေကရောက်သွားတယ်ရောက်တော့အဲ့ဒီအစာသစ်အိမ်ထဲရောက်သွားတဲ့အခါမိမိတို့စားထားတဲ့ခဲဘွယ်ဘောဇင်တို့ကိုကြည်ညက်အောင်ချက်ပေးတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတဲ့ရှိလားယောဂီတို့ပါစကဝမ်းမီမိမိတို့ဒီကြည်ကြည်ညက်ညက်ချက်စီနိုင်တဲ့ပါစကဝမ်းမီတေဇောဓာတ်ပေါ့နားလည်ပြီနော်ယောဂီတို့အုံနာတေဇောဓာတ်ကြောင့်ဒီအစာအကြည်ညက်ညက်ဖြစ်သွားတယ်နားလည်ပြီနော်ကြည်ညက်သွားတော့ဒီအစာကတပုံက
ပိုးလောက်တွေစားလို့ကုံသွားတယ်တဘုံကအသွေးအသားဖြစ်တယ်တဘုံကအညစ်အကြေးဖြစ်တယ်လို့မလားအဲ့တော့အညစ်အကြေးဖြစ်တဲ့အစာအာဟာရတွေကအစာဟောင်းအိမ်ထဲကိုရောက်သွားတယ်ဟုတ်လားယောဂီတို့အဲ့ဒီအစာဟောင်းအိမ်ထဲကိုတွန်းပို့ပေးတဲ့ပုဂ္ဂိုလ်ကရှိလားမရှိဘူးနော်ယောဂီတို့သူ့ဒီဝါယောဓာတ်ရဲ့တွန်းကန်မှုကြောင့်ဒီအစာဟောင်းအိမ်ထဲရောက်သွားတယ်နားလည်ပြီနော်အစာဟောင်းအိမ်ထဲတော်တော်လေးကြားလာတဲ့ခါရောက်တော့ဘိုက်နာလာဖြစ်လာပြီးတော့ဒီအစာဟောင်းတွေကတန်ကောင်းနဲ့ဆွဲထုတ်ရတာမျိုးမဟုတ်ဘူးသူကလည်းသူဒါလို့မလားဝါယောဓာတ်ရဲ့တွန်းကန်မှုကြောင့်အပြင်ထွက်သွားတယ်ဒါလို့မလားယောဂီတို့ကဲစောစောကစားတဲ့အစာအာဟာရတဖြည်းဖြည်းနဲ့အညစ်အကြေးဖြစ်သွားတာယောဂီတို့မြင်ပြီလားရှုမှတ်နိုင်ရမနော်ဟုတ်လားယောဂီတို့အာဟာရပฏิကူလတင်ညာမိမိတို့စားတဲ့အစာအာဟာရတွေကိုစက်တို့ယွန်ချပွဲအောက်မေ့နှလုံးသွင်းပြီးတော့သုံးဆောင်ရမယ်နော်ဟုတ်လားသဘောပေါက်လားမသိဘူးအဲ့တော့စောစောကပြန်ပြောမယ်နားလည်သွားအောင်ပထမစားခြင်းနဲ့ခဲဝဲဘောဇင်တို့ကိုစားခြင်းနဲ့စိတ်ကလေးဖြစ်တယ်စားခြင်းနဲ့စိတ်ကလေးကနန္တရားလို့ခေါ်တယ်အဲ့ဒီစားခြင်းနဲ့စိတ်နန္တရားကြောင့်ဒီစေတသဝါယောတစေတသဝါယောယုတ်ဒီကိုယ်လုံးပြန့်နှံ့သွားတယ်ဝိညာဉ်ယုတ်ဒီကိုယ်လုံးပြန့်နှံ့သွားတယ်ပြန့်နှံ့သွားတော့ဒီအစာအာဟာရလေးရှိတဲ့နေရာလက်ကလေးကလှမ်းသွားတယ်ဒါလို့မလားလက်လှမ်းတဲ့ပုဂ္ဂိုလ်ရှိလားယောဂီတို့မရှိဘူးနော်အဲ့တော့အစာအာဟာရလေးကိုတွေးတဲ့အခါရောက်တော့လက်ကလေးနဲ့ဆုပ်ယူပြီးတော့ဒီမိမိတို့ပါးစပ်ရှိတဲ့နေရာတဲလာတယ်ဟုတ်တယ်မလားယောဂီတို့အဲ့လက်နဲ့တဲပေးတဲ့ပုဂ္ဂိုလ်ကိုရှိလားမရှိဘူးနော်ယောဂီတို့တခါဒီနှုတ်ခမ်းတစ်ခုကဒီအနံ့ရောက်လာတော့ခဲဝဲဘောဇင်ကလက်ကလေးနဲ့ယူဒီပါးစပ်နဲ့ရောက်လာတော့နှုတ်ခမ်းတစ်ခုကပွင့်သွားတယ်ဟုတ်လားယောဂီတို့ဒီနှုတ်ခမ်းကိုဖွင့်ပေးတဲ့ပုဂ္ဂိုလ်ရှိလားမရှိဘူးနော်တခါကြီးတွေသဘောပေါက်လားမသိဘူးနှုတ်ခမ်းတစ်ခုကိုဖွင့်ပေးတဲ့စေယံတရားပြင်ဖွင့်ပေးတဲ့ပုဂ္ဂိုလ်ရှိလားမရှိဘူးအဲ့တော့နှုတ်ခမ်းတစ်ခုပွင့်သွားတော့ဒီလက်ကယူလာတဲ့ဆွမ်းလုပ်ကလေးကိုပါးစပ်ထဲကိုထည့်လိုက်တယ်ဒါလို့မလားပါးစပ်ထဲထည့်တော့နှုတ်ခမ်းတစ်ခုကတခါပြန်ပိတ်သွားတယ်ဟုတ်လားယောဂီတို့ပြန်ပိတ်ပြီးတော့ဒီအထက်သွားကဂျပွေးကိစ္စအောက်သွားကခြုံကိစ္စတက်ပြီးတော့ဒီအစာကိုကြည်ညက်ညက်ဝါတယ်နားလည်ပြီနော်အစာကိုကြည်ညက်အောင်ဝါတတ်တဲ့ပုဂ္ဂိုလ်ဆိုတာရှိလားယောဂီတို့မရှိဘူးနော်ဒီစေတသဝါယောတစေတသဝါယောယုတ်ဝိညာဉ်ယုတ်ဒီဝါခြင်းနဲ့စိတ်ကလေးကြောင့်ဒါကြည်ညက်ညက်ဝါနေတာဒါလို့မလားအဲ့တော့ဝါလို့တော်တော်ကြည်ညက်လာပြီဆိုတဲ့အခါမှာလျှာရင်းကထရွေးပြစ်ချွဲတယ်လျှာဖျားကထရွေးခတ်ခြင်းချင်းဒါတွေထွက်လာပြီးတော့လုံးပြီးတော့မျိုးချလိုက်တယ်လေဘင်းအောင်ရောက်သွားတယ်အဲ့တော့လေဘင်းအောင်ရောက်သွားတော့ဒီလေဘင်းအောင်ရောက်အောင်တွန်းပို့ပေးတဲ့ပုဂ္ဂိုလ်ရှိလားမရှိဘူးနော်ယောဂီတို့သဘောပေါက်လားမသိဘူးဝါယောတတ်ကြောင့်သူကအောက်တော့တဖြည်းဖြည်းတွန်းသွားတယ်တွန်းသွားတော့အစာတစ်အိမ်နဲ့ရောက်သွားတယ်ရောက်တော့ဖူကနောက်သုံးလုံးတည်ပြီးတော့ဒီအစာတစ်ကိုကြည်အောင်ချက်ပေးတဲ့ပုဂ္ဂိုလ်ရှိလားမရှိဘူးနော်ယောဂီတို့နားလည်လားမသိဘူးမရှိဘူးချက်ပေးတဲ့ပုဂ္ဂိုလ်မရှိဘူးပါစကတေဇောဝမ်းမီကြောင့်ဒီအစာဟာကျက်သွားတယ်ကျက်သွားတော့ပိုးလောက်တွေစားလို့တဘုံကုံသွားတယ်အသားသွေးဖြစ်လို့တဘုံကုံသွားတယ်တဘုံကအညစ်အကြေးဖြစ်သွားတယ်ဒါလို့မလားယောဂီညစ်အကြေးဖြစ်တော့အစာဟောင်းအိမ်နဲ့ရောက်သွားတယ်အစာဟောင်းအိမ်နဲ့တွန်းပုတ်ပေးလိုက်တယ်ဒါလို့မလားအစာဟောင်းအိမ်ထဲကနေပြီးတော့မှမိမိတို့ဒီအညစ်အကြေးကအပြင်တို့ဝါယောဓာတ်ရဲ့တွန်းကန်မှုကြောင့်ထွက်ကြလာတယ်တဲ့အဲ့ဒါလေးကိုပကံလေးနဲ့ခံပြီးတော့တူလေးနဲ့ကဲမလို့တော့ခင်ဗျားတို့အဲ့ဒါရောက်တော့လေစက်တို့ယွန်ချပွဲလို့ဖြစ်မသွားဘူးလားယောဂီတို့အာဟာရပฏิကူလမနတိကာရပစ္ဆဝခဏဆိုတာရှိတယ်နော်ဟုတ်လားအစာအာဟာရကိုစက်တို့ယွန်ချပွဲလို့နှလုံးသွင်းပြီးတော့သုံးဆောင်ရင်ရသတဏမဖြစ်ဘူးတဲ့ဒါလို့မလားယောဂီတို့နားလည်ပြီနော်အဲ့တော့စားတဲ့အခါလဲယောဂီတို့ကဉာဏ်ပညာဖြင့်ဆင်ញင်ပြီးတော့စားရမယ်နော်ဟုတ်လားပထမရှိဥစွာစားခြင်းနဲ့စိတ်ကလေးကြောင့်စားတဲ့ပုံပန်းတဏ္ဍလက်ကလေးတွေလှမ်းယူတာတို့ပါးစပ်ထဲတာတို့ဝါတာတို့ဒါလို့မလားယောဂီတို့စားတဲ့ပုံပန်းတဏ္ဍလေးကရုပ်တရားစားခြင်းနဲ့စိတ်ကလေးကနန္တရားဒီယုံနာနှစ်ပါးပဲရှိတယ်ဆိုတဲ့အတိကလေးနဲ့စားရင်ယောဂီတို့စားရင်းနဲ့ကမ္မထံအားထုတ်ပြီးသားဖြစ်သွားတယ်ဟုတ်လားယောဂီတို့ဒီငါဥစ္စာငါလိပ်ပြဆိုတဲ့အတ္တတင်ညာတွေကွာသွားတယ်နော်ဟုတ်လားသဘောပေါက်လားမသိဘူးအဲ့တော့တချို့အဲ့ဒီလိုချင်းချင်းမစားတော့ခင်ဗျားတို့ထမင်းစားရင်းနဲ့တခါရံဖြစ်တာတို့ဆဲဆိုတာတို့တတ်တာဖြတ်တာတို့မရှိဘူးလားယောဂီတို့ရှိတယ်နော်ယောဂီတို့လောကမှာမရှိဘူးလားချို့ထမင်းဝိုင်းကနေထထိုးရတာတို့ပါလို့ရှိတယ်မလားခင်ဗျားတို့တခါကြီးရှိတယ်မလားအဲ့ဒါစားတဲ့အခါမှာဉာဏ်ပညာဖြင့်ဆင်ញင်ပြီးတော့မစားတဲ့အတွက်ကြောင့်
လို့ဖြစ်တာတော့ဟုတ်လားသဘောပေါက်ပြီနော်ယောဂီတို့